ဒေးဗစ်ဟာငငယ်ကလေးကတစိမ့်တုံးထူတာကိုလေ့ကျင့်ခဲ့တာပါသူဟာငယ်စဉ်ကလေးကတခြားကလေးတွေနဲ့မတူပဲကွဲပြားနေခဲ့ပါတယ်တခြားကလေးတွေကသိပ္ပံပညာရှင်ဖြစ်ဖို့အိမ်မက်မက်နေကြချိန်မှာဒေးဗစ်ရဲ့အိမ်မက်ကတော့အစိုးရဝန်ထမ်းဖြစ်ဖို့ပါဘာလို့လဲဆိုတော့သူ့ရဲ့အဖိုးဟာလည်းအစိုးရရုံးကအရာရှိတစ်ယောက်ဖြစ်ခဲ့လို့ပါရုံးကအရာရှိတွေကိုဒေးဗစ်မြင်ရသမျှအချိန်တိုင်းမှာသူတို့ဟာလက်ဖက်ရည်တောက်ရင်းစကားပြောရင်းအေးအေးဆေးဆေးအနားယူနေတာကိုပဲတွေ့ရပါတယ်သူဟာဒီလိုတက်တောင့်တက်တာရှိတဲ့ဘဝကိုအရန်သဘောကျတာကြောင့်ငါကြီးလာရင်လည်းအစိုးရအရာရှိပဲလုပ်မယ်တနေ့ကိုလက်ဖက်ရည်3ခွက်တောက်ပြီးပျော်ပျော်ရွှင်ရွှင်နေမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့သူတကယ်ပဲစူးစမ်းအားထုတ်ခဲ့ပါတယ်သူဟာအရာရှိငယ်လေးတစ်ယောက်ဖြစ်ဖို့ပြင်ဆင်နေတယ်လို့မျိုးနေတိုင်းတစိမ့်တုံးထူတာကိုလေ့ကျင့်ခဲ့တာပါနောက်ဆုံးတော့သူ့ရဲ့စူးစမ်းမှုတွေကအရာထင်လာပါတယ်သူကြီးလာတဲ့အခါမှာတော့တကယ်ပဲအစိုးရဝန်ထမ်းအလုပ်ရသွားခဲ့ပါတယ်လူတွေကဒီလိုအလုပ်မျိုးကိုတန်ထမင်းအိုးလို့ခေါ်ကြပါတယ်ဘယ်တော့မှပြုတ်မသွားမယ့်အလုပ်မျိုးပေါ့စားဝတ်နေရေးအတွက်ဘာမှပူစရာမလိုတော့ပါဘူးအခုဆိုရင်သူ့ရဲ့မိသားစုဝင်တွေကတောင်သူ့ကိုဖရင်တပားလို့သတ်မှတ်နေကြပါပြီသူဘာမှမပြောရင်တောင်ရောက်ခမနဲ့ရီးစားဖြစ်သူကအိပ်ယာပြင်ပေးကြပြီးရောက်ခမဖြစ်သူကဝိုင်းတစ်ခွက်နဲ့လာအိတ်ခံပါတယ်သူဟာအစိုးရအရာရှိဖြစ်နေလို့ပါပဲအခုဆိုရင်သူဟာမိသားစုတစ်ခုလုံးရဲ့အချစ်တော်သားဖြစ်နေပါပြီဒေးဗစ်ဟာအခုအသက်38နှစ်ရှိပြီဖြစ်ပေမဲ့ဒီနေ့အထိသူ့အမေရဲ့အသေးကြော်ပါပဲသူဟာနေ့တိုင်းနေ့လယ်12နာရီမှအိပ်ယာနိုးလေးရှိပြီးသူ့အမေကမနက်စာကိုကြိုတင်ပြင်ဆင်ထားပေးပါတယ်ရုံးကအိမ်ရှိမာတွေရှိတာကြောင့်စပိန်စီးစရာတော့မလိုပါဘူးလမ်း2လမ်းလောက်ရှောက်လိုက်ရုံနဲ့ရောက်ပါတယ်တခါတလေသူ့တငယ်ချင်းတွေကသူ့အတွက်ရုံးတက်လက်မှတ်ထိုးပေးကြပါတယ်သူ့အလုပ်ကတော့တစိမ့်တုံးထူဖို့နဲ့တခါတလေလက်ဆောင်ပစ္စည်းလေးတွေလက်ခံဖို့ပါပဲဒါဟာသူ့ရဲ့ကဘာကြီးဖြစ်လာခဲ့ပါတယ်သူဟာအစိုးရစနစ်ထဲမှာပျော်မွေ့နေတဲ့တက်တောင့်တက်တာနေခြင်းသူတယောက်ဖြစ်သွားခဲ့တာပါဒါပေမဲ့ကံကြမ္မာကတော့အလှည့်ပြောင်းရှိနေခဲ့ပါတယ်အစိုးရကအတုံးစေးလျှော့ချဖို့အတွက်သူ့ရဲ့ဌာနကိုပိတ်လိုက်ပါတော့တယ်အခုဆိုရင်သူဟာတခြားကိုပြောင်းရတော့မှဒါမှမဟုတ်အလုပ်ပြုတ်တော့မှာပါရုံးထဲမှာလူတိုင်းစိုးရိမ်တုံ့လုပ်ကုန်ကြပါတယ်အစည်းအဝေးတစ်ခုလုပ်ပြီးစီကံချက်အသစ်10ခုကိုသတ်မှတ်လိုက်ပါတယ်ဒီစီကံချက်10ခုတွေကတစ်ခုခုနဲ့ကိုက်ညီဖို့လိုအပ်တာပါပထမစီကံကတော့လုတ်သက်30ရှိတဲ့သူတွေအလုံးမပြုတ်ဘူးဆိုတာပါအဲ့ဒီနောက်မှာတော့ရဲတွေလည်းမပါဘူးဒါပေမဲ့တာသမီရှိတဲ့အိမ်အောင်တွေကတော့ပါဝင်ရမယ်လို့ဆိုပါတယ်အစပိုင်းမှာဒေးဗစ်ကသူလွတ်လိမ့်မယ်လို့ယုံကြည်နေခဲ့တာပါဒါပေမဲ့စီကံချက်တွေကိုဖတ်ကြားရင်း9ခုမြောက်စီကံကိုရောက်တဲ့အခါမှာတော့ခမ်းမထဲမှာလူ3ယောက်ပဲကျန်ပါတော့တယ်အခုတော့ဒေးဗစ်ရဲ့ရင်ခုန်တန်တွေမြန်လာပါပြီ10ခုမြောက်စီကံကိုဖတ်လိုက်တဲ့အခါမှာတော့သူ့မျက်နှာပြားနှမ်းသွားပါတော့တယ်ဌာနတစ်ခုလုံးမှာသူတယောက်တည်းပဲဘယ်စီကံချက်နဲ့မှမကိုက်ညီပဲဖြစ်နေတာပါသူဟာဝမ်းနေပူဆွေးစွာနဲ့အိမ်ပြန်လာပြီးခင်ဗျားတို့ကအသက်80 59နှစ်တွေရှိနေကြပြီဘာလို့ဖျားမနေကြတာလဲခင်ဗျားတို့သာဖျားနေရင်ကျွန်တော်အလုပ်ပြုတ်မှာမဟုတ်ဘူးလို့ဒေါသတကြီးပြောလိုက်ပါတယ်အခုတော့သူစိုးရိမ်နေပါပြီဘာလို့ရမလဲအဲ့ဒီအချိန်မှာအကြံတစ်ခုရလာပါတယ်သူ့ကို10နှစ်တိုင်တိုင်စောင့်နေခဲ့တဲ့ရီးစားကိုသူချက်ချင်းပဲလက်ထပ်ခွင့်တောင်းလိုက်ပါတယ်ရီးစားဖြစ်သူကအရန်ရိုးသားတာကြောင့်ချက်ချင်းပဲသဘောတူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီစားတောက်ဆိုင်ထဲမှာပဲရုံးကညွှန်ကြားရေးမှူးထိုင်နေတာကိုသူတွေ့လိုက်ရတယ်သူဟာဝမ်းသာအားရနဲ့သွားပြီးဆရာကျွန်တော်မင်္ဂလာဆောင်ဖို့တေချာသွားပြီလို့ပြောလိုက်ပါတယ်ဒါပေမဲ့ညွှန်ကြားရေးမှူးကဒီစီကံချက်တွေမထွက်ခင်ကတည်းကလက်ထပ်ထားမှာပဲအတီးဖြစ်မှာပါလို့လေတန်အေးနဲ့ပြန်ပြောလိုက်ပါတယ်အခုတော့ဒေးဗစ်ရဲ့ခြေဖျားတွေထိအေးဆက်သွားပါပြီသူဟာလက်စွပ်ကိုအိတ်ကက်ထဲချက်ချင်းပြန်ထည့်လိုက်ပြီးညစာစားပွဲကိုလည်းဖျက်သိမ်းလိုက်ပါတယ်သူအလုပ်ပြုတ်တော့မှာကတော့တေချာသွားပါပြီသူဟာမျက်ရည်တွေနဲ့အတူသူ့ရဲ့ချစ်လာစွာသောရုံးခန်းကိုနှုတ်ဆက်ပြီးယထာစီတာအိမ်ပြန်လာခဲ့ပါတယ်နောက်ဆုံးမှာတော့သူရီးစားကသူ့ရဲ့အစိုးရအလုပ်ကိုပဲချစ်ခဲ့တာဖြစ်ပြီးသူ့ကိုချစ်ခဲ့တာမဟုတ်မှန်းသူနားလည်သွားပါတော့တယ်